ကဲအားလုံးပဲပေါ့နော်မိတ်ဆွေတို့ဒါကွန်မန့်တွေကနေပြောဒါဆရာကျေးဇူးတင်တာတို့ဒါဆရာအမြဲမှတ်နေတဲ့အဲ့လိုမျိုးလေးလာပြီးတော့ရှိပြီးတဲ့အတွက်အားလုံးကိုလည်းကျေးဇူးအများကြီးတင်တယ်အခုပေါ့နော်ကျွန်တော်ပြောချင်တာကဒီညနေပေါ့နော်ကျွန်တော်ဒီမှာငကိုတဲ့အဖုံထားတဲ့လူတွေရောအခုညနေမှလာပြီးတော့ဒါနည်းနည်းပေါ့နော်ဒါပညာကြီးလူအနှဲငယ်ပါပဲနော်ဒါဆိုတဲ့လူရှိတဲ့အနှဲငယ်ပါပဲကျွန်တော်ပြောထားလို့10ယောက်တယောက်တော့မလာကြပါဘူးအဲ့ဒီလူတွေအရန်ကံကောင်းမဲ့ညနေခင်းဖြစ်လာမယ်တော့ထင်တယ်ဘာလို့ကျွန်တော်တဲ့ဝုန်းကြီးတွေလည်းကျွန်တော်ရှာပေးထားတာဗျာကျွန်တော်ရဲ့အထီးကြီးလည်းလုံးဝအညိပဲတဲ့ဝုန်းကြီးတွေကလည်းပြီးတော့ကျွန်တော် BK ဖမ်းပေးတယ်ပြီးတော့လုံးဝ main ပေါ့နော်အဲ့ဒါတွေအကုန်လုံးကိုသူတို့ပညာကြီးလာစဖို့တဲ့လူတွေအကုန်လုံးကိုကျွန်တော်ဝင်မြပေးလိုက်တယ်နော်ကျွန်တော်မျှော်မှန်းခက်လောက်တော့မရဘူးပေါ့နော်အဲ့တော့တင်ချာတခုကတော့မနေ့ဖက်တောင်းကြနေမှာတော့ကျွန်တော်စီမှာကျွန်တော်ကိုပညာကြီးစပို့ထားတဲ့လူတွေအတွက်ပဲတရားစာဒီလိုအမြဲမှန်နေတဲ့အထီးကြီးတွေဒါ main ကွက်တွေပဲကျွန်တော်ပေးသွားတော့ပါမယ်နော်စိတ်တော့မကောင်းဖြစ်မိတယ်ပေါ့နော်လူတွေအများကြီးရှိရဗျာနော်တော်တော်နဲပါလေတီးတတ်တဲ့လူကကျေးဇူးတင်ပါတယ်ဒီအခုကြာပညက်နေအတွက်ကြည့်ရှုခဲ့တဲ့လူတွေအကုန်လုံးကတော့ဒီ819အထီးကြီးကတော့လုံးဝသိချပေါက်လာမယ်လို့တော့ကျွန်တော်သုံးသပ်ထားပါတယ်အဲ့တော့ဘာတွေပေးထားလဲဆိုတာတော့ပထမဗီဒီယိုမှာပြန်ကြည့်လို့ရပါတယ်ခင်ဗျာโอเคကျေးဇူးတင်ပါတယ်ကျွန်တော်ကင်းလင်းဖြစ်ပါတယ်ခင်ဗျာ